မင်္ဂလာပါရှင်သွန်သွန်ရကန်ထရပါပွဲတိုးဖို့လိုအပ်နေတယ်ဆိုရင်တော့ဒီလိုချစ်ပိုးထည်လေးကိုရွေးချယ်တင်ပါတယ်ဒီလိုချစ်ပိုးတရား9000ပြည့်အနံ40နှစ်အထည်ဖြစ်လို့ခန္ဓာကိုယ်ပြည့်ပြည့်တွယ်လေးတွေဆိုရင်လည်းအဆင်ပြေနိုင်ပါတယ်ရှင်ဒါဆိုရင်လိမ္မော်အုပ်ကျိုးလေးပေါ့နော်ဒီအယောင်လေးဆိုရင်အယောင်လူလေးကိုအဝါဖြော့လေးဖောက်ထားတာအရန်ချစ်စရာကောင်းတယ်ဘိုးဆဆန်ဝစ်ချင်တယ်ဆိုရင်တော့ဒီအယောင်လေးကိုရွေးချယ်ပါနော်ဒီအထည်လေးကတော့ခင်းနဲ့ဆူဆူလေးပါအပွင့်နှုတ်ကလေးဖောက်ထားသောအထည်လေးပါရှင်ဒီအယောင်လေးဆိုလေအရန်ချစ်ဖို့ကောင်းတယ်မိုင်းလိုဖောက်ကလေးအစင်ဒီဇိုင်းလေးရောအလန်းလေးနော်ဒါလေးကြိတ်တယ်ဆိုယူနော်ဒီအယောင်လေးကပန်းတူလေးပေါ့နော်အမျိုးသမီးလေးတွေကပန်းတူရောင်လေးတွေကြိတ်တာတော်တော်များရှိပါတယ်မိန်းကလေးဆက်ဆန်လေးဝစ်ချင်တယ်ဆိုရင်ဒီအယောင်လေးကိုရွေးချယ်ပါရှင်ခုပြသွားတာကတော့ချစ်ပိုးအထည်1 set 9000ပြည့်အပါတဲ့အထည်ဖြစ်တာမှုလို့စိုက်နှစ်သက်တယ်ဆိုရင်သုံးရကန်တဲ့ပေးမှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်တီတီရဲ့ message မှာပဲဖြစ်ဖြစ်လာရောက်ပြီးတော့အားပေးလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်